အားလုံးမင်္ဂလာပါမားခဲ့ကြသည်မန်ခဲ့ကြသည်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ပြောမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ချင်းလူမျိုးတွေကပြောကြတော့54မျိုးလားဘလောက်ဟာလဲအဲ့ဒါတွေကဦးတော့မကောင်းတော့လေသူများတွေ10တန်းမအောင်ဘူးပွဲတီကရီမရတော့လေမသိဘူးအဲ့တော့တကယ်လည်းနဲ့ကင်ဖွဲ့စည်းကအခုကြည့်လိုက်ချင်းပြင်းနေမှာမျိုးနွေစုအလိုက်လည်းနဲ့ကင်ကြတယ်အဲ့တော့အရင်တော့တတ်မှတ်ချက်နဲ့အခုတတ်မှတ်ချက်ကတူတလားပေါ့ဖြစ်မှာနောက်တစ်ခုကကျွန်တော်ချင်းလူမျိုးတွေတည်ထားဖို့ကပညာမင်းဘလောက်တတ်တယ်မင်းဘွိုက်တီကရီဘလောက်ရတယ်လဲဘာညာပြောတဲ့လူကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့ဘူးတယ်လူတိုင်းကိုလည်းပြောနေတာတွေ့တယ်ကျွန်တော်အခုအလုပ်လုပ်နေတဲ့ကုမ္ပဏီမှာဆိုလို့ရှိရင်အင်ဂျင်နီယာကျောင်းဆင်းတွေပဲအကုန်လုံးကျွန်တော်တယောက်တည်းပဲ10တန်းမအောင်တဲ့လူတို့တော့ဒီကောင်တွေငါထက်တောင်မှမလုံနိုင်တဲ့အများကြီးရှိတယ်သူတို့လုံနိုင်တာက set ကိုင်းနဲ့ set ကိုသူတို့ကချင်းနိုင်တာတခုပဲ set ကိုသူတို့က setting လုံနိုင်တာတခုပဲဒါပေမဲ့ကျွန်တော်မလုံနိုင်တာသူတို့ကကွန်ပျူတာကျွမ်းကျင်တော့ကွန်ပျူတာပိုင်းမဲ့သူတို့ကလုံနိုင်တာကြံတဲ့ဟာကျွန်တော်လည်းအကုန်လုံနိုင်တယ်ပြီးမှအလုံးချင်းနဲ့ရှင်ပြိုင်မယ်ပြောမယ်လုပ်မယ်ဆိုလို့ရှင်တော့ကျွန်တော်ကသူတို့ကအမြဲတမ်းခေါင်းဆောင်ကြီးလည်းပြောတယ်ကျွန်တော်ကအမြဲတမ်းပြောတယ်မင်းတို့ကပညာသာတတ်တာလို့ဒီအလုပ်ကိုဘလို့လုပ်ရမလဲဘလို့ခွဲခြားမလဲဘလို့အစီအစဉ်ဆွဲမလဲဆိုတာခင်ဗျားတို့မသိဘူးလို့ဒီနေ့ကဘာအလုပ်လုပ်မလဲဆိုတာ blend ရှိပြီးသားလို့ရုံချုပ်ကနဲ့ blend ရောက်လာပြီးသားကို blend ကိုခင်ဗျားတို့ကြီးပြီးတော့ပြန်ဆွဲလို့ရသေးတယ်ဆွေးနွေးစရာတော့မလိုဘူးလို့အချိန်ပဲကုန်တယ်လို့ကျွန်တော်အလုပ်ကမပြီးနိုင်ဘူးလို့ပြောတယ်အဲ့တော့ခေါင်းဆောင်အခုကဆွေးနွေးပွဲမရှိတော့ဘူးကြည့်လေကျွန်တော်လည်းအလုပ်သားတယောက်အောက်ခြေကနဲ့လူပေါင်းဆောင်လုပ်လာတဲ့လူတယောက်ဖြစ်တယ်အဲ့လိုပဲတော်လှန်ရေးမှာကျွန်တော်ကအောက်ခြေကနဲ့တော်လှန်ရေးလုပ်လာတဲ့လူမဟုတ်ဘူးတိုးတော့တော်လှန်ရေးကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ချင်းတော်လှန်ရေးမှာပဲမင်းကဘလောက်ပင်ရတတ်တယ်ဘယ်ရောက်တတ်တယ်လဲဘာညာဆိုတဲ့ဟာတွေရှိနေတာတကယ်တမ်းကျတော့လေကျွန်တော်ပြောပြမယ်ချင်းပြည်နယ်မှာပညာအရန်တပ်ပါတယ်ဆိုတဲ့လူကြီးတွေထက်လေအောက်ခြေက10တန်းတောင်မအောင်တဲ့လူတွေဒါခင်ဗျားတို့ထုတ်ကြည့်လိုက်ဒီကောင်တွေကပို့ပြီးမှလုံနိုင်စွမ်းရှိတယ်ချင်းပြည်နယ်ကစိတ်ပျက်စရာကောင်းတဲ့အခြေအနေရောက်သွားပြီချင်းပြည်နယ်မှာလေကျွန်တော် CB ပဲဖြစ်ဖြစ် CC ပဲဖြစ်ဖြစ်ဒီတခါကျဖက်မလိုက်ပဲနဲ့ကျွန်တော်ပြောတော့မှာအရင်တော့ကျွန်တော်ဖက်လိုက်တာဒါဝန်ခံတယ်ကျွန်တော်ဖက်လိုက်မှုနဲ့စကားပြောခဲ့တယ်တိုးတော့အခုဆိုကျွန်တော်ဖက်မလိုက်တော့ဘူးကျွန်တော်ပြောတော့မယ်ပြီးတော့ကျွန်တော်ကပြောမယ်မင်းတို့အင်တာဗျူးတွေမင်းတို့ကိုယ်တိုင်အင်တာဗျူးပြောတဲ့စကားတွေခင်ဗျားတို့နားထောင်ပါတိမှာပါဆိုတော့ကျွန်တော်ကတော့လုံးဝနှစ်ဖွဲ့စလုံးမှာတပြားတစ်ချက်မှမကူညီတော့ဘူးမပေးတော့ဘူးကျွန်တော်တို့ကလေဆင်းရဲပါတယ်သူများနိုင်ငံမှာကျွန်တော်ကအလုပ်လုပ်နေတယ်ဒီလောက်အလုပ်လုပ်နေတယ်မနဲ့ညမိုးချုပ်အပူအေးဘလောက်ရေခဲထူဘလောက်ပူပဲအချင်းနေရောက်ကျွန်တော်အလုပ်လုပ်တယ်တိုးတော့တော်လှန်ရေးအတွက်ကျွန်တော်တို့ကလွယ်လေးနဲ့ပိုက်ဆံပေးလိုက်တယ်ဒါပေမဲ့မင်းတို့ကအမျိုးမျိုးပြောကြသေးတယ် CB လူကြီးတွေလည်းပြောတဲ့စကားတွေကျွန်တော်အများကြီးကြားတယ် CC လူကြီးတွေလည်းမင်းတို့ကစစ်လက်မတိုက်တာမဟုတ်ဘူး CC ပဲဖြစ်ဖြစ် CB ပဲဖြစ်ဖြစ်အောက်ခြေကလူတွေပဲတီချေပြက်စီးနေတာမင်းတို့ကအချောင်စားမယ်ကောင်းကောင်းစားမယ်အမီးရစားမယ်အားပြိုင်မှုပဲခင်ဗျားတို့ကစူးစမ်းနေတာနောက်တစ်ခါဆိုကျွန်တော်ကနှစ်ဖက်စလုံးကိုပဲတဲ့လျှော်တော့မယ်ဘာလို့ဆိုတစ်ဖက်တည်းပဲကျွန်တော်ကအားပေးလို့မရတော့ဘူးကျွန်တော်လည်းဒီအတိုင်းတာအထိကျွန်တော်လည်းမြင်လာတယ်ကျွန်တော်လည်းနားလည်လာပြီးကျွန်တော်လည်းမပညာမတတ်ပေမဲ့အလောက်ထိအောက်တန်းကြတဲ့စိတ်ဓာတ်မရှိဘူးကျွန်တော်တို့မှလည်းစီစီဖက်ကလူတွေလည်းခွေးဝေးစားတွေပဲ CB ဖက်ကလူကြီးတွေလည်းခွေးဝေးစားတွေအတူပဲဘာမှမထူးဘူးအတူပဲအနော်ပဲပြောမှဆိုရင်ကျွန်တော်အဖြစ်လို့ဖြစ်မှာ
ကျွန်တော်ပြောလို့ရတဲ့အရာအများကြီးရှိတယ်ကျွန်တော်လေ့လာထားပြီး CC ဘက်ကဆိုလို့ရှင်တော့ကျွန်တော်ရဲ့အဆက်အသွယ်မှုကနည်းတယ် CB ဘက်ကဆိုကျွန်တော်နဲ့ဆက်သွယ်မှုစကားပြောတဲ့လူကြီးအောက်ခြေကအစတတကစားကျွန်တော်စကားပြောတဲ့လူတွေအများကြီးရှိတယ်တတတို့ရဲ့ခံစားချက်တွေလည်းကျွန်တော်ကနားလေတဲ့ဟာတွေသူတို့ရင်ဖွင့်တဲ့ဟာတွေအများကြီးရှိတယ် CB ဘက်မှာဆိုလဲလဲဆိုတော့ကျွန်တော်ကရန်တိုက်ပေးနေတယ်လို့ခင်ဗျားတို့အမြဲတမ်းထင်တယ်ကျွန်တော်တခုခုပြောရဆိုလို့ရှင်တော့ CB ဘက်ကကျွန်တော် CB တော့ပြောရင်တော့ထောက်ခံကြတယ်ပြီးတော့ CB တော့ကျွန်တော်ပြောလိုက်ရင် CC ဘက်ကကျွန်တော်တပ်ဖို့ဖန်မော်ရန်တပ်ဖို့တောင်မှပိုက်ဆံတွေနဲ့ကျွန်တော်ကောင်းစင်တပ်နေကြတယ်အဲ့တော့ကျွန်တော်အားလုံးကိုပြောမယ်ချင်းခေါင်ဆောင်အားလုံးကလီပဲလို့ကျွန်တော်အဲ့လိုပြောရင်ကျွန်တော်ရရကြမှာဆိုလို့မပြောရှင်တော့ဘူးအားလုံးကအတူတူအနူးနူးတွေပဲကျွန်တော်ပြောရင်တော့ပြက်ပြက်သားသားပြောစရာအများကြီးရှိတယ်အဲ့တော့နောက်မှာပဲကျွန်တော်ပြောမယ် CC ပဲဖြစ် CCB ပဲဖြစ်နဲ့ဖွဲ့စလုံးမှာကမန်မာနာတွေအတ္တမာနာတွေနဲ့ပြည့်နေနေတာကိုချင်းစာစိတ်တနာကျင်နာချင်းတနာကျင်နာတဲ့စိတ်မရှိဘူး CC ရော CB ရော CNF ကစားတင်လာတဲ့ CC ကပိုဆိုးပဲပိုဆိုးတယ်ပြောရင်တော့စိတ်ပြက်စရာကောင်းတယ်ချင်းပြည်သူကချစ်တာမဟုတ်ဘူးချင်းပြည်သူကိုဖျက်ဆီးနေတာ CNF လဲ CC လဲ CB လဲချင်းပြည်သူကိုဖျက်ဆီးနေတာပဲတယောက်နဲ့တယောက်နားလေခွန်ထုံမှုမရှိဘူး respect ဆိုတာမရှိဘူးသူတို့အချားမှာဆိုတော့ကျွန်တော်ချင်းလူမျိုးချင်းအချားမှာတော့မှကျွန်တော်ချင်းလူမျိုးချင်းမှာ respect မှုဆိုတာမပြောနဲ့မိုးနဲ့မြေလို့ဝေးလာပြီကျွန်တော်တကယ်ပြောမယ်ဆိုတော့ခြေထမ်းစမာတာက CNF ဒုတိယခြေထမ်းမာတာက CB နော်ခင်ဗျားတို့လေ့လာတုံးတက်ကျွန်တော်တို့ကမခံချင်တဲ့စိတ်နဲ့ပဲအမြဲတမ်းပြောလို့မရတော့ဘူးကျွန်တော်လည်းမခံချင်တဲ့စိတ်နဲ့ကျွန်တော်ဖြစ်ချင်တဲ့ဟာကိုဦးစားပေးခဲ့တယ်ကျွန်တော်မာတာရှိတာကျွန်တော်ကတော့ဝန်ခံရဲတယ်တောင်းပန်ရဲတယ်ကျွန်တော်ဘာမှားတယ်လဲဆိုတော့ခင်ဗျားတို့ထောက်ပြကျွန်တော်အဲ့ထောက်ပြတဲ့အခြေအနေမှာကျွန်တော်ပြောတဲ့ဟာကိုရှိရင်ကျွန်တော်ပြောမယ်ကျွန်တော်ဘာကြောင့်ဒီလာပြောတယ်လဲဆိုတော့အကြောင်းပြချက်လဲကျွန်တော်ပြောလို့ရတယ်ကျွန်တော် CB လည်းမယုံဘူး CC လည်းမယုံဘူးနှစ်ယောက်စလုံးမယုံဘူးသူတို့နှစ်ယောက်ကအာနာပါဝါပိုက်ဆံလူနေတာနှစ်ယောက်စလုံးကတဲ့ကိုပြောချင်တာအများကြီးရှိတယ် CB ဘက်မှာလည်းကျွန်တော်အများကြီးလေ့လာထားပြီးပြီ CC ထက် CB အကြောင်းကိုကျွန်တော်ကောင်းကောင်းသိတာအများကြီးရှိတယ်အောက်ခြေကရဲဘော်ကအစကျွန်တော်စကားပြောတယ်အောက်ခြေရဲဘော်ရဲ့ရင်ဖွင့်တန်းတွေတောင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ CC ဘက်မှာလည်းရှိမှာပါ CNF ဘက်မှာလည်းနားလေတယ်အတိကဒီအထက်ကလူကြီးတွေကပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လူဆိုးကြီးဖြစ်သွားမှာတကယ်ပြောတာချင်းပြင်းထဲမှာကလူကြီးခံယူချင်တဲ့လူတွေကစိတ်ပြက်စရာအကောင်းဆုံးထဲကလူတွေဖြစ်တယ်ဒီလူကြီးတွေဒါတယောက်နဲ့တယောက် respect အာနာရှိတဲ့လူကြီးတွေဒါ respect ရှိကြမယ်ဆိုလို့ရှိရင်တော့အောက်ခြေကကျွန်တော်တို့လူတိုင်းကမစီလုံးစရာနိုင်စရာအကြောင်းမရှိဘူးနောက်တစ်ခုအာနာထိုင်ခုံဆိုတာနော်အချင်းတက်တန်းရှိတယ်နော်ချင်းလန်းကောင်စီပဲဖြစ်ချင်းညီနောင်ပဲဖြစ်အာနာထိုင်ခုံဆိုတာတက်တန်းရှိတယ်ကျွန်တော်တို့လိုဝေဖန်တဲ့လူကတက်တန်းမရှိဘူးငါတို့တည်တဲ့အထိဝေဖန်လို့ရတယ်အာနာထိုင်ခုံ power ဆိုတာတက်တန်းရှိတယ်နော်မင်းတို့တက်တန်းကုန်တဲ့အချိန်မှာမင်းတို့ဒုက္ခရောက်သွားမယ်မှတ်ထားနေဖက်စလုံးကိုကျွန်တော်ပြောတာနော်တဲ့ပြောတာနော်အဲ့ဒါဂျန်နောက်ဇာခါကျရင်ကျွန်တော်မှတ်ထားတဲ့ဟာတွေအကုန်လုံးကို CC ရဲ့ CB ရဲ့ light ထွန်းပြီးမှကျွန်တော်အဲ့မှာအကုန်လုံးချပြတော့မယ်အမှန်က CC နဲ့ CB ကြောင့်ချင်းပြင်းတဲ့ဒုက္ခရောက်တာစိတ်ပြက်စရာကောင်းတယ်